င်္ဂလာပါရှင်။တောင်လွင်ထိုင်းရဲ့အောက်တိုဘာလ2ရက်နေ့ည8:00 နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လွင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ပြည်နယ်မှာစစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်ဒေသခံ20နီးပါးဖမ်းဆီးခံခဲ့ရတဲ့သတင်း။ရေပြူမှာစစ်ကြောင်းဝင်နေလို့ကျေးရွာ6ရွာစစ်ရှောင်နေရတဲ့သတင်းတွေပြင်မွန်ပြည်နယ်မှာမဲစင်းရင်လာကြည့်ဖို့စစ်ကောင်ရှင်လိုက်လံနှိုးဆော်ခဲ့တဲ့သတင်းနဲ့စစ်တပ်ပြန်ဖော်တဲ့ပါတီစုံဒီမိုကရေစီစနစ်ပြည်သူ့လက်ထဲအရောက်အနှင်းတော့မယ်လို့စစ်ကောင်ဆောင်ကြွေးကြော်လိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အတူအယောင်မြန်မာရွေးကောက်ပွဲကိုနိုင်ငံတကာညှင်းပယ်ရမယ်လို့နယူးဇီလန်လွှတ်တော်အမတ်တွေပြောလိုက်တဲ့သတင်းအစိုးရဌာနတွေမှာအလုတ်ထုတ်ပယ်မှုတွေမလွဲဧကန်ရှိလာမယ်လို့အင်ဖြူတော်ပြောလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်လက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါမွန်ပြည်နယ်ဘီလင်းမြို့နယ်အလူလေးကျေးရွာမှာစစ်ကောင်ရှင်တပ်ရဲ့ကင်းမုံအဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်ဒေသခံ20နီးပါးဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံတွေကတန်လွင်ထိုင်းမှုပြောပါရယ်အော်တိုဘာလ1ရက်နေ့မွန်းလွဲ2နာရီလောက်မှာစစ်ကောင်ရှင်တပ်ရင်တဲ့အတွက်ကင်းမုံလာဝတ်တဲ့အင်အား90ကျော်ပါတဲ့တပ်ဖွဲ့ဝင်တွေကိုတော်လန်ရေးတပ်ဖွဲ့တွေကအထက်သားစက်ရုံအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်အထိနာသွားတဲ့စစ်ကောင်ရှင်တပ်ဟာမိုင်းဆွဲခံရတဲ့နေရာအနီးနားမှာရှိနေတဲ့အထက်သားစက်ရုံလုံသားဈေးဆိုင်ရောင်းသူတွေနဲ့ဆိုင်မှာရှိနေသူတွေအမျိုးသား18ဦးကိုဖမ်းဆီးခဲ့တာပါဖမ်းဆီးခံရသူအမျိုးသားတွေဟာအသက်18နှစ်ကနေ90ကြားမှရှိတဲ့ဒေသခံအမျိုးသားတွေဖြစ်ပြီးအားလုံးကိုဘီလင်းအခြေဆိုင်အမှတ်8ခြေလင်းတရင်ထံကိုဖမ်းဆီးသွားပြီးအောက်တိုဘာလ2ရက်နေ့အထိပြန်မလွှတ်ပေးသေးဘူးလို့သိရပါဗျ။ဒါပြင်မိုင်းဆွဲခံရတဲ့အခင်းဖြစ်ရာနေရာအနီးမှာတွေ့ရှိတဲ့ဆိုင်ကယ်3စီးကိုလည်းစစ်ကောင်ရှင်တပ်ကသိမ်းဆည်းသွားတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။မိုင်းဆွဲတိုက်ခိုက်မှုအတွင်းစစ်ကောင်ရှင်တပ်ဖွဲ့ဝင်3ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းမျက်မြင်တွေ့ရှိသူတွေရဲ့ပြပြချက်အရသိရပါတယ်။ဘီလင်းမြို့နယ်မှာပြီးခဲ့တဲ့လကစလို့စစ်ကောင်ရှင်တပ်ကလုံခြုံရေးတိုးမြင့်တာတော်လိုင်းရေးတပ်ဖွဲ့တွေဝင်ရောက်လာတဲ့လမ်းမိုင်းတွေမှာကင်းမုံဝတ်တာတွေကိုဇက်တိုက်လှုပ်ဆောင်နေပါတယ်ရှင်။တနင်္သာရီတိုင်းရေပြူမြို့နယ်ရေနက်စိတ်ကန်အေရီယာထဲကိုစစ်ကောင်ရှင်တပ်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကျေးရွာ6ရွာကဒေသခံတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကတန်လင်းထိုင်းကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကစပြီးလောင်းလုံးမြို့နယ်အခြေစိုက်တပ်ရင်းတွေကနေအင်အားအများပြားပါတဲ့စစ်ကောင်ရှင်တပ်ဟာရေပြူမြို့နယ်တဝဲအထူးစီးပွားရေးဆောင်ရေနက်စိတ်ကန်အေရီယာထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါဒေသခံတွေရဲ့ပြပြချက်အရအဲ့ဒီစစ်ကောင်ရှင်စစ်ကြောင်းဟာလောင်းလုံးမြို့နယ်ကနေတဆင့်မောင်းမကန်နယ်မြေရဲစခန်းကိုရောက်ရှိလာပြီးအဲ့ဒီကနေတဆင့်ပန်တအင်းပိန်းရှောင်ညောင်ပင်စိန်မူဒူစတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်လက်ရှိမှာစစ်ကောင်ရှင်တပ်ရဲ့တရွာဝင်တရွာထက်စစ်ကြောင်းပတ်ထိုးနေတာကြောင့်ပန်တအင်းပိန်းရှောင်ညောင်ပင်စိန်မူဒူဧကနိခမောက်ချောင်းစတဲ့အနည်းဆုံးကျေးရွာ6ရွာကဒေသခံ3000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံအမျိုးသားတဦးကတန်လင်းထိုင်းမှုပြောပါရယ်ဒါအပြင်ထွက်ပြေးတိမ်းရှောင်တဲ့အခါမှာလဲပတ်စံအပါဝင်စားနပ်ရိက္ခာတွေကိုလည်းယူကျင်တဲ့သူရှိသလိုမယူကျင်တဲ့သူတွေလည်းရှိနေတာကြောင့်အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရပြီးလက်ရှိမှာနီးစပ်ရာတောတောင်တွေမှာပဲဖြစ်သလိုတိမ်းရှောင်နေကြတယ်လို့သူကဆက်ပြောပါရယ်တစ်ဖက်မှာလည်းစစ်ကောင်ရှင်တပ်စစ်ကြောင်းထိုးလာခြင်းပြေးလို့မခင်ပဲကြန့်ရှိခဲ့တဲ့ညောင်ပင်စိတ်ကျေးရွာကမျိုးလုံးသိမ့်မမြင်တဲ့အမျိုးသားတအုပ်ကိုစစ်ကောင်ရှင်တပ်သားတွေကဖမ်းဆီးထားပြီးပတ်စံရွှေနဲ့ဖုန်းတွေကိုပါသိမ်းယူတာတွေရှိနေတယ်လို့ပြောဆိုပါရရှင်။မနေ့ညပိုင်းအထိစစ်ကောင်ရှင်တပ်ဟာမူဒူကျေးရွာဖုန်ကြီးကျောင်းနဲ့ကျေးရွာအတွင်းထဲမှာရှိတဲ့အင်ကြီးအိမ်ကောင်းတွေမှာတပ်ဆွဲထားတယ်လို့မူဒူဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ကလည်းရေနက်စိတ်ကန်အေရီယာကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်ရှင်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တို့ကြားဧကနိကျေးရွာအနီးနားမှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်ရှင်ဘက်ကဧကနိကျေးရွာကနေအိမ်၄လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ရှင်။ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1904ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1904ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ9310ဦးအထိရှိလာပြီဖြစ်ပါတယ်။
ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ29,965 ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9,290 ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ800ကျော်မှာ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။မွန်ပြည်နယ်မှာစစ်ကောင်ရှင်တပ်ကသူတို့ပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲမှာမဲပေးနိုင်မှုအတွက်ပြည်သူတွေမဲစည်းရင်းလာကြည့်ဖို့လိုက်လံနှိုးဆော်တာတွေပြုလုပ်နေပါတယ်။ဒီသတင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါတယ်ရှင်။မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကောင်ရှင်ကသူတို့ပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့အတွက်ပြည်သူတွေမဲစည်းလာကြည့်ဖို့လိုက်လံနှိုးဆော်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကတန်နေတိုင်းကိုပြောပါတယ်။စစ်ကောင်ရှင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲအတွက်မဲစင်းတွေကိုပထမကြိမ်ဖြစ်စက်တင်ဘာ30ရက်နေ့ကနေအောက်တိုဘာ23ရက်နေ့ထိကတ်ထားမယ်လို့ကြေညာထားတာပါစစ်ကော်မရှင်ဘက်ကမဲစင်းကတ်ထားမယ့်ရက်ကိုကြေညာထားပေမဲ့ဒေသတွင်းမှာတော့ပြည်သူတွေအနေနဲ့စိတ်ဝင်စားမှုမရှိတာကြောင့်လာရောက်ကြည့်ရှုသူမရှိသလောက်နေပါနေပါတယ်ဒေသခံလူငယ်တူကတော့စစ်ကော်မရှင်ဟာမဲစင်းလာရောက်ကြည့်ရှုဖို့အတွက်အတန်ချက်ဆက်တွေနဲ့နှိုးဆော်တာဆယ်အိမ်မှုယာအိမ်မှုတွေကတဆင့်နှိုးဆော်တာအပြင်တိမ်တောင်တွင်တယောက်နှုံးမဖြစ်မနေလာကြည့်ဖို့ပြောဆိုတာတွေရှိတယ်လို့တန်နေတိုင်းကိုပြောပါတယ်လက်ရှိမှုတော့တာတော့ဒီဘက်တော့ဘက်ကျန်ဒီဘက်ကျန်အတိုင်းဆက်ဆက်နေနေလို့စင်းလက်ကြည့်မှုတော့မှုတော့တာလေဆိုရက်ပေါ်ကြတော့ရိုင်းဖေးမြရိုင်းမှုရဖြစ်ပြီးတော့မှုတော့တာအဲ့လိုတော့ရှိစင်းပါတဲ့လူတွေစင်းပြီးကြည့်ဖို့ဒီစင်းလေးဟိုရုံးမှာလက်ပြီးကြည့်တာတော့ပါလို့ရှိတယ်။အောင်စုမှာတယောက်တော့ကိုစင်းဒီမဲဆန္ဒပေးနေရမှာပါဘယ်ရုံးမှာပါမဲဆိုတာကိုအဲ့ဒါလေးကြည့်ဘူးဒါအပြင်မဲစင်းလာကြည့်ဖို့စစ်ကော်မရှင်လောက်ခံတချို့ကဖိအားပေးတာတွေရှိတဲ့အတွက်ဒေသခံချို့ကအရင်လိုတေချာမစစ်စစ်ပဲအဖြစ်သဘောလောက်တာတွားရောက်ကြည့်ရှုတာရှိပြီးအများစုကတော့စိတ်ဝင်စားမှုမရှိဘူးလို့သူကဆက်ပြောပါတယ်ဒေသခံတို့ကတော့စစ်ကော်မရှင်ကမဲစင်းကြည့်ဖို့နှိုးဆော်နေပေမဲ့ပြည်ပရောက်လူစင်းပြင်လူရည်စင်းတိတိကျကျထုတ်ပြန်တာမရှိတဲ့အတွက်ရွေးကောက်ပွဲဟာလည်းဘယ်ပါတီနိုင်သူတို့အုပ်ချုပ်မှာဖြစ်တာကြောင့်မဲစင်းမကြည့်ဖြစ်ဘူးလို့ပြောပါတယ်မဲစင်းရတူဘာလဲလက်ရှိနိုင်ငံမှာရှိတဲ့လူကြီးအသက်ရှင်နေရှိတဲ့လူကြီးရပ်ပေကတမန်အောင်အဲ့မှာအဲ့လိုကြီးရထုတ်ပြန်နေရှိတဲ့ပုံမှာအခုဒီလိုမျိုးရေကပွဲတော့ဘယ်လောက်ဒီတိုင်းပြင်းမှုဘယ်လောက်ဒီဟိုလေယမှုမရှိတဲ့ဘယ်လောက်ရှင်းနေလဲဆိုတော့ဘယ်ဝင်ကြောင်းမရှိဘူးဒီရေကပွဲလည်းဘယ်သားလေးများနိုင်သူပဲအုပ်ချုပ်နေလို့ကျွန်တော်ကတော့ရွေးကောက်ပွဲကော်မရှင်ကတော့ပထမကြိမ်ဖြင့်14ရက်ကြာကတ်ထားမဲ့မဲစင်းတွေကိုသက်ဆိုင်ရာရက်ကွက်ကြီးရွာအုပ်စုရှိကော်မရှင်အဖွဲ့ခွဲရုံးတွေမှာကြီးရမှာဖြစ်ပြီးအကြောင်းမျိုးကြောင့်ရက်ကွက်နဲ့ကြီးရွာတွေမှာကတ်ထားကြီးညာနိုင်ခြင်းမရှိပါကသက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာမဲစင်းကြီးရမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်မဲစင်းလာရောက်ကြည့်ရှုပြီးမိမိအမည်မဲစင်းမပါဝင်ပါပုံစံ3နဲ့အမည်စင်းထည့်သွင်းပေးဖို့တောင်းဆိုနိုင်တာမပါဝင်တဲ့သူတွေပါဝင်ပါကပုံစံ4နဲ့ကန့်ကွက်နိုင်တာအပြင်မဲစင်းမှာပါရှိတဲ့ချက်လက်မှားယွင်းနေပါကပုံစံ4ခါနဲ့ပြင်ဆင်လွှာတင်သွင်းနိုင်တယ်လို့ဆိုရပါတယ်အခုလိုမဲစင်းနဲ့ပတ်သက်ပြီးဖြည့်ဆွတ်ပဲဖြက်ပြင်ဆင်တာတွေဆောင်ရွက်ပြီးပါကနောက်ဆုံးကြိမ်ဖြစ်ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စရင်ကိုလာမယ့်နိုဝင်ဘာလအတွင်းထပ်မံကတ်ထားပြီးမှဖြစ်တယ်လို့လိုအပ်တဲ့တောင်းဆိုပြင်ဆင်ကန့်ကွက်တာတွေကိုလည်းထပ်မံဆောင်ရွက်နိုင်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်စစ်တပ်ကသူတို့ပြန်လည်ဖော်ဆောင်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုပြည်သူ့လက်ထဲအရောက်အနှင်းတော့မယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။နိုင်ငံအာဏာကိုလက်နက်အားကိုးနဲ့သိမ်းယူထားတဲ့စစ်တပ်ကသူတို့ပြန်လည်ဖော်ဆောင်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုပြည်သူ့လက်ထဲအရောက်အနှင်းတော့မယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါတယ်။စစ်ကော်မရှင်ရဲ့ဥက္ကဋ္ဌဖြစ်တဲ့အာဏာသိမ်းစစ်ကောင်ဆောင်ကအောက်တိုဘာ10ရက်နေ့မှာကျင်းပတဲ့62ကြိမ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေခန်းနာမှာပါတီစုံဒီမိုကရေစီစနစ်နဲ့ပတ်သက်ပြီးထည့်သွင်းပြောဆိုခဲ့တာပါ။ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာရွေးကောက်ပွဲဟာအဓိကအကျဆုံးဒီမိုကရေစီကျင့်စဉ်တစ်ရပ်ဖြစ်ပြီးဒီဇင်ဘာ28ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲတွေကိုစတင်ကျင်းပတော့မယ်လို့ဆိုပါတယ်။ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတပ်မတော်ကပြန်လည်ဖော်ဆောင်ခိုင်းပါစေပြီးပြည်သူလက်ကိုအရောက်အနှင်းတော်မှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။ဒါကြောင့်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပြည်သူ့လုံခြုံရေးကိုအလေးထားလှုံ့ဆော်ကြဖို့နဲ့ပြည်သူအလုံးဝိုင်းဝန်းပူးပေါင်းကြိုးပမ်းပေးကြဖို့သူကတိုက်တွန်းတာပါ။ကျောင်းသားခေါင်းဆောင်ဟောင်းကိုမင်းသွေးတစ်ကစစ်ကောင်းဆောင်ပြောတဲ့စကားဟာမြန်မာပြည်ရဲ့အတွင်းတရုတ်နဲ့ကြည့်ရင်
ဆီယနာရှင်စနစ်ထဲကိုတွင်းပြီးမှသူတို့လိုချင်တဲ့ပုံစံနဲ့ပြည်သူကိုပြန်ချပေးတာလို့သုံးသပ်ပါတယ် တော့မင်းအောင်လှိုင်ပြောတဲ့စကားဒီနိုင်ငံရေးအရာပြောမှန်ကောင်းမှန်နိုင်တယ်ဒါပေမဲ့ဗမာပြည်ရဲ့နိုင်ငံရေးအတွင်းသရုပ်အနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့စစ်အာဏာရှင်စနစ်အောက်ထဲကိုတွင်းပြီးတော့မှသူတို့လိုချင်တဲ့ပုံစံကိုပြည်သူကိုပြန်ချပေးတာဖြစ်တယ်အဲ့ဒါကလည်းလူထုကောင်းစားရေးအတွက်မဟုတ်ဘဲနဲ့စစ်အာဏာရှင်တွေအာဏာဆက်လက်စုပ်ကိုင်ထားနိုင်ဖို့ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ပြုလုပ်တဲ့ကိစ္စဖြစ်တဲ့အတွက်ဒါကနိုင်ငံရေး process လို့ပြောလို့မရတော့ပါဘူးနိုင်ငံရေးဖြစ်စဉ်လို့ပြောလို့မရတော့ပါဘူးဒါအာဏာယူတဲ့အာဏာသိမ်းစစ်တပ်ကဥဆောင်ပြီးလုပ်တဲ့ဒီစစ်အာဏာရှင်စနစ်အမြင့်ခိုင်ဖို့အတွက်အခြေခိုင်ဖို့အတွက်ယာရုမစွန့်ဖို့အတွက်လုပ်တဲ့ထွက်ပေါက်ပဲလို့ပြည်သူတရားလုံးကယူဆပါတယ် စစ်တပ်ရဲ့တာဝန်ဖြစ်တဲ့နိုင်ငံတော်ကာကွယ်ရေးကလွဲလို့ကြံကိစ္စတွေမှာဝင်မပါတဲ့ professional စစ်တပ်အဖြစ်အစားထိုးထူထောင်နိုင်မှသာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီဟာအခြေခိုင်ပြီးအေးချမ်းဖွံ့ဖြိုးတဲ့လမ်းကြောင်းပေါ်ရောက်နိုင်မယ်လို့သူကမှတ်ချက်ပြုပါတယ်။ခေတ်ဆက်ဆက်ဆရာနာသိမ်းမှုတွေရှိခဲ့တဲ့မြန်မာနိုင်ငံမှာပြည်သူလူထုတွေဟာစစ်တပ်လိုကြရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရက်သားဆိုရစစ်စစ်အုပ်ချုပ်တဲ့ဒီမိုကရေစီရဲ့အနှစ်သာရကို9နှစ်လောက်သာခန်းစားခဲ့ကြရတာပါ။လူထုရဲ့ဆန္ဒနဲ့မဲပေးရွေးချယ်ခဲ့ကြတဲ့2020ပြည့်နှစ်ထွေထွေရွေးကောက်ပွဲမှာမဲဆွေးမှားယွင်းမှုအကြောင်းပြချက်နဲ့စစ်တပ်ကနိုင်ငံအာဏာကိုတကြော့ပြန်သိမ်းယူမှုဟာဒီမိုကရေစီစနစ်ကိုစိတ်သုံးစေခဲ့တယ်လို့ပြည်တွင်းစစ်ကိုတွန်းပို့ခဲ့တယ်လို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။ဒီချက်တဲကိုဖြည့်ရှင်းဖို့စစ်တပ်ကနိုင်ငံရေးထွက်ပေါက်အဖြစ်လွတ်လပ်တရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပပြီးအနိုင်ရပါတီကိုနိုင်ငံအာဏာလွှဲပြောင်းပေးသွားမယ်လို့စစ်ကောင်ဆောင်ကအမြဲတစေအတန်ကောင်းဟစ်နေတာပါ။ရာမြဖက်ဒရယ်အင်အားစုတဲ့ NRFF ပြောခွင့်ရနိုင်ပီတာကမြန်မာပြည်ရဲ့နိုင်ငံရေးနဲ့အပြောင်းအလဲကိုစစ်တပ်ကသာဖော်ဆောင်ရမယ်ဆိုတဲ့အစွဲအလမ်းမျိုးစစ်တပ်ထဲရှိနေပေမဲ့လက်တွေ့မှာတော့ပြည်သူတွေလိုလားတောင်းတတဲ့အပြောင်းအလဲမျိုးမဟုတ်ဘူးလို့သုံးသပ်ပါတယ် စစ်တပ်မှာကဘာဆွဲလန်းမှုတစ်ခုရှိလဲဆိုတော့မြန်မာပြည်ရဲ့နိုင်ငံရေးကိုစစ်တပ်ကပဲဦးဆောင်ရမယ်မြန်မာပြည်ရဲ့နိုင်ငံရေးအပြောင်းအလဲကိုစစ်တပ်ကပဲဖော်ဆောင်ရမယ်စစ်တပ်ကလုပ်ပြီးတဲ့အပြောင်းအလဲကမြန်မာပြည်အတွက်အကောင်းဆုံးဖြစ်တယ်ဆိုတော့ဆွဲလန်းမှုမျိုး fetish မျိုးရှိတယ်ပေါ့လေအဲ့တော့အပြောင်းလဲဆိုတဲ့ဟာမှာလည်းပြည်သူတွေတကယ်လူလားတောင်းတတဲ့အပြောင်းလဲမျိုးရတာလေပြည်သူအတွက်ပြောမလို့နိုင်ငံအတွက်အကောင်းဆုံးဖြစ်တယ်ပေါ့လေဆိုတော့ဆီယိုစုကသူ့စိတ်တိုင်းကြလှုပ်လိုက်တဲ့အပြောင်းလဲတစ်ခုပြောပါဇက်ကပဲပြောပြီးတော့လက်တွေ့မှာတကယ်မဖြစ်လာတဲ့အပြောင်းလဲမျိုးဆိုတာကလည်းပြည်သူတွေတကယ်လူလားတောင်းတတဲ့အပြောင်းလဲမျိုးမဟုတ်ပေါ့လေ အာဏာသိမ်းစစ်တပ်ကနေအသွင်ပြောင်းစစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲမှာပြည်ထောင်စုတော်ဝင်စည်းရုံးမဲ့ပါတီ6ခုနဲ့တိုင်းဒေသကြီးဒါမှမဟုတ်ပြည်내တစ်ခုအတွင်းမှာသာစည်းရုံးမဲ့51ပါတီဝင်ပြိုင်ကြမှာပါပြည်ထောင်စုတော်ဝင်စည်းရုံးမဲ့စစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ကြက်ခိုင်ရေးပါတီကကိုယ်စားလှယ်လောင်း1048ဦးထိအများဆုံးဝင်ပြိုင်မှာဖြစ်တယ်လို့စစ်တပ်ကအရာရှိတချို့လည်းအငြိမ်းစားယူပြီးအဲ့ဒီပါတီကနေရွေးကောက်ခံမှာဖြစ်ပါတယ်စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေတည်ဆဲနိုင်ငံရေးပါတီအဖြစ်အမှတ်ပုံတင်ခွင့်ရထားကြပြီးရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့ပါတီတွေထဲမှာအတိုက်ခံအင်အားကြီးနိုင်ငံရေးပါတီတွေမပါဝင်ပါဘူး။အထူးသဖြင့်ပြီးခဲ့တဲ့ထွေထွေရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာအရအမဲအများဆုံးအနိုင်ရရှိခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ရခိုင်မျိုးသားပါတီ ANP တို့ဖြစ်ပါတယ်။ဒီလိုမျိုးပြည်သူလူထုရဲ့အသေးချာကမဲတပြားကိုအရယူနိုင်ခဲ့ကြတဲ့အတိုက်ခံအင်အားကြီးပါတီတွေမပါဝင်တဲ့အထွေထွေရွေးကောက်ပွဲမှာစစ်ကောင်ဆောင်ကတော့ပါတီစုံဒီမိုကရေစီစနစ်လို့ကြွေးကြော်နေတာပါ။နိုင်ပီတာကတော့သဘောထားရှုထောင့်အစုံအလင်နဲ့နိုင်ငံရေးခံယူချက်ကွဲပြားတဲ့ပါတီတွေမပါဝင်တာကြောင့်ပါတီအရေးအတွက်များတာကလွဲရင်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမဟုတ်ဘူးလို့ထောက်ပြပါတယ်။ ဆီယိုစုကလက်ရှိရွေးကောက်ပွဲမှာပေးဝင်ပြိုင်တဲ့ပါတီပေါင်း50ကျော်60လောက်ကကြည့်လိုက်လို့ရှိရင်သူတို့ကိုစန့်ကျင်တယ်ဆိုတဲ့ပါတီမပါဘူးပေါ့လေဆိုလိုတဲ့ဟာသူ့နဲ့သဘောထားတိုက်ဆိုင်တယ်ပြောမှဆိုလို့ရှိရင်သူပြောလို့ဆိုလို့ရတယ်ဆိုတဲ့သူတွေကိုပဲသူထားရတာပေါ့လေဆိုတော့ဒါပါတီများတဲ့ရွေးကောက်ပွဲပဲဖြစ်တာပေါ့လေဆိုတော့ပါတီစုံတဲ့ရွေးကောက်ပွဲမဟုတ်ဘူးနော်သဘောထားစုံလင်ကွဲပြားတဲ့ရှုထောင့်အမြင်စုံလင်ကွဲပြားနိုင်ငံရေးခံယူချက်စုံလင်ကွဲပြားတဲ့ပါတီတွေဝင်ပြိုင်တဲ့ရွေးကောက်ပွဲမဟုတ်ဆိုတော့ဒါကပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလည်းမဟုတ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အချက်လက်တွေအရလာမယ့်ဒီဇင်ဘာမှာစတင်ကျင်းပမယ့်ထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့အမည်စာရင်းတင်သွင်းတဲ့ကိုယ်စားလှယ်လောင်းပေါင်း9023ဦးရှိတယ်လို့သိရပါတယ်။ဆီယနာရှင်စနစ်ကိုစန့်ကျင်နေကြသူတွေတော်လှန်ရေးအင်အားစုတွေနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့စစ်ကော်မရှင်ကျင်းပမယ့်ရွေးကောက်ပွဲဟာအတူအယောင်လို့သာသတ်မှတ်ထားကြပါတယ်။ဒါကြောင့်ဆီယနာရှင်စနစ်ကိုတပ်ဆိုးရှိစေမဲ့ရွေးကောက်ပွဲကိုစန့်ကျင်တိုက်ဖြတ်သွားမှာဖြစ်လို့ထိန်းချုပ်စိုးမိုးနယ်မြေအတွင်းကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့သဘောထားကိုစီထုတ်ပြန်ထားကြတာပါ
ဒီအပေါ်စစ်ကော်မရှင်ကထွေထွေရွေးကောက်ပွဲကိုပြက်ပြားအောင်ဟောပြောလှုံ့ဆော်နှောက်ယှက်ဟန့်တားတယ်ဆိုပြီး KNU နဲ့ချင်းပြည်ကောင်စီကခေါင်းဆောင်တွေအပါအဝင်အေးအဖွဲ့တို့ကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်ထားပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အတူရောင်မြန်မာရွေးကောက်ပွဲကိုနိုင်ငံတကာညှင်းပယ်ရမယ်လို့နယူးဇီလန်လွှတ်တော်အမတ်တွေကပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ပြပြကပြပြပေးထားပါတယ်ရှင်။မြန်မာနိုင်ငံမှာစစ်ကောင်ဆောင်တွေကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကိုဝယ်လင်းတဲ့အစိုးရနဲ့ပိုကျဲပြန့်တဲ့နိုင်ငံတကာအတိုင်းဝိုင်းကနေညှင်းပယ်ရေးနယူးဇီလန်အတိုက်အခံလွှတ်တော်အမတ်တွေနဲ့ကိုယ်စားလှယ်တဦးကတိုက်တွန်းလိုက်ပြီးဒီဇင်ဘာမှာစပြီးကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဟာစစ်အုပ်ချုပ်မှုဆက်လက်ရှေ့ကျစေဖို့ရည်ရွယ်တာဖြစ်တယ်လို့ပြောလိုက်ပါတယ်။စစ်ပွဲကြောင့်ဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေကိုလူသားချင်းစာနာထောက်ထားရေးအကူအညီတွေပို့ပေးဖို့လဲနယူးဇီလန်အတိုက်အခံလွှတ်တော်အမတ်ကတိုက်တွန်းထားပါတယ်။ထိုင်းမြန်မာနယ်စပ်မှာအချက်အလက်မှန်ရှာဖွေရေး9ရက်ကြာခရီးစဉ်ပြီးဆုံးပြီးနောက်ဘန်ကောက်မြို့ရှိနိုင်ငံခြားသတင်းတောက်များထိုင်းကလပ်အဖွဲ့မှစက်တင်ဘာလ30ရက်ကနယူးဇီလန်လွှတ်တော်အမတ်တွေကအခုလိုမျိုးတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။နယူးဇီလန်လေဘာပါတီလွှတ်တော်အမတ်ရာချယ်ဘွိုင်ရက်ကမြန်မာပြည်ပခါဟာတခြားကမ္ဘာလုံးဆိုင်ရာပြည်ပခါတွေကြောင့်အများအာရုံဆိုင်မခံရဖြစ်နေတယ်လို့ပြောပါတယ်။လူသားချင်းစာနာထောက်ထားရေးအကူအညီတွေပို့ပေးဖို့လိုနေပြီးမြန်မာနိုင်ငံထဲကအမှန်တကယ်အကူအညီလိုအပ်နေတဲ့သူတွေစီအကူအညီပေးရေးပစ္စည်းတွေရောက်ရှိဖို့အရေးကြီးတယ်လို့သူကပြောပါတယ်။စစ်ကောင်းဆောင်တွေကျင်းပမဲ့ရွေးကောက်ပွဲဟာအထွေထွေရွေးကောက်ပွဲမဟုတ်ပဲစစ်ကောင်းဆောင်တွေအတွက်ကျင်းပမဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ပြည်ပရှိမြန်မာတက်ကြွလှုပ်ရှားသူတွေကပြောကြားကြောင်းနယူးဇီလန်လွှတ်တော်အမတ်တွေကဆိုပါတယ်စစ်ကောင်းဆောင်တွေကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်တာကြောင့်နိုင်ငံတကာအတိုင်းအဝိုင်းကပယ်ချရမယ်လို့သူတို့ကပြောထားတာပါမြန်မာပြဿနာကအာရှမှာအမှန်တကယ်အဆိုးရွားဆုံးပြဿနာဖြစ်ပြီးလူအများကြီးထွက်ပြေးတိမ်းရှောင်ရမှုရဲ့အဓိကအကြောင်းအရင်းဖြစ်တယ်လို့လည်းနယူးဇီလန်လွှတ်တော်အမတ်တွေကပြောပါတယ်တရုတ်ရဲ့အကူအညီကစစ်ကောင်းဆောင်တွေကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေမှာကြံရပါလို့ဖြစ်နေတယ်လို့လည်းပြောဆိုထားတာပါ။ဒါအပြင်အာဆီယံရဲ့လူသားချင်းစာနာထောက်ထားရေးအကူအညီပေးမှုကိုထောက်ခံပေမဲ့အကူအညီပေးရမှာစစ်တပ်ထိန်းချုပ်မှုကိုရှောင်ရှားနိုင်ရမယ်လို့ပြောပါတယ်။နယူးဇီလန်အစိုးရအနေနဲ့ရွေးကောက်ပွဲကိုညှင်းပယ်ပြီးလူသားချင်းစာနာထောက်ထားရေးအကူအညီပို့ပေးဖို့နဲ့မြန်မာဒီမိုကရေစီအင်အားစုတွေနဲ့ဆက်ဆံရေးတိုးမြှင့်ဖို့လွှတ်တော်အမတ်တွေကတိုက်တွန်းပြောကြားထားပါတယ်။အစိုးရဌာနတွေမှာအလုတ်ထုတ်ပယ်မှုတွေမလွဲဧကန်ရှိလာမယ်လို့အိမ်ဖြူတော်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းကြီးကပြပြပေးထားပါတယ်ရှင်။ရန်ပုံငွေထောက်ပံ့ရေးလက်ခဲတီးလီအခြေအနေကိုလွှတ်တော်ထဲမှာရှိတဲ့ဒီမိုကရက်တို့ကသမ္မတဒေါ်နယ်ထရန့်နဲ့မဖြေရှင်းပဲအိမ်ပြန်သွားခဲ့ပြီးအစိုးရကဏ္ဍအလုပ်နေရာတွေကိုဖျောက်ပစ်မယ်လို့အိမ်ဖြူတော်ကချိန်ချောက်ထားချိန်မှာအမေရိကန်အစိုးရဌာနတွေပိတ်သိမ်းထားရမှုလျှင်မြန်စွာအဆုံးသတ်ရေးကြိုးပမ်းမှုတွေအောက်တိုဘာ၁ရက်ကပြည့်ပြည့်သွားခဲ့ပါတယ်။အစိုးရဌာနတွေဆက်လက်လည်ပတ်နိုင်ရေးသဘောတူညီမှုတရက်နဲ့ပတ်သက်လို့ဒေါ်နယ်ထရန့်နဲ့လွှတ်တော်အမတ်တွေသဘောမတူညီနိုင်ဖြစ်ခဲ့ကြပြီးတဲ့နောက်ဖက်ဒရယ်ရန်ပုံငွေထောက်ပံ့မှုဟာအောက်တိုဘာ၁ရက်ညသကောင်ကတက်တန်းကုန်ဆုံးခဲ့ပါတယ်။ဒါကြောင့်အစိုးရအေဂျင်စီတွေကဝန်ဆောင်မှုတွေလျှော့ချခဲ့ရပြီးအစိုးရကဏ္ဍဝန်ထမ်းတွေကိုထုတ်ပယ်ရဖို့တေးကြတယ်လို့အိမ်ဖြူတော်ကသတိပေးထားပါတယ်။ဝင်ငွေနဲ့မိသားစုတွေအတွက်ကျန်းမာရေးဆောင်ရှားမှုအမားတော်ကြီးငွေဆက်ပေးဖို့တောင်းဆိုထားတဲ့ထက်လွှတ်တော်ဒီမိုကရက်တွေကအစိုးရဌာနတွေကိုသတင်းပတ်ပေါင်းများစွာပြန်ဖွင့်လှစ်နိုင်မဲ့အောက်လွှတ်တော်ကအတည်ပြုထားပြီးသားဥပဒေကြမ်းကိုရီပတ်ဘလီကန်တွေအတည်ပြုနိုင်အောင်ကူညီဖို့ညှင်းပယ်ခဲ့ကြတာပါ။ညှိနှိုင်းမှုတွေဆက်ရှိနေပေမဲ့ထက်လွှတ်တော်မှာမဲခွဲဆုံးဖြတ်မှုကိုအောက်တိုဘာ3ရက်သို့ရွှေ့ဆိုင်းထားတာကြောင့်အလင်းမြန်ဖြည့်ရှင်းနိုင်မှုမျှော်လင့်ချက်တွေအခြေအနေဖြစ်သွားခဲ့ရပါတယ်။ဖက်ဒရယ်လုံသမား9,500,000လောက်အလုတ်ရနာရနိုင်ပြီးတော့သူတို့အလုတ်ပြန်စင်းချိန်အထိလစာရရှိကြမှာမဟုတ်ပါဘူးစစ်တပ်နဲ့ကြားဆောင်အေဂျင့်တို့လိုမရှိမဖြစ်လိုအပ်တဲ့ဝန်ထမ်းတွေကတော့လစာမရဘဲအလုတ်ဆက်လုပ်ပေးကြလိမ့်မယ်လို့မျှော်လင့်ရပါတယ်အခုအမေရိကန်အစိုးရပိတ်သိမ်းရမှုနဲ့အန်ဒီရတွေဟာအရင်ကပိတ်သိမ်းရမှုတွေထက်အန်ဒီရပိုများနေပါတယ်ထရန့်ကအစိုးရဌာနတွေကိုရှော့ချပစ်ဖို့ဝန်ထမ်းတွေအများကြီးကိုထုတ်ပယ်ပစ်မယ်လို့ချိန်ချောက်ထားပါတယ်အစိုးရဌာနတွေလဲပတ်မှုရပ်ဆိုင်းသွားတာကဝါရှင်တန်မှာမကြာခဏဖြစ်လေရှိပေမဲ့ဒါဟာထရန့်ရဲ့ပထမသမ္မတသက်တမ်းအတွင်း2019ခုနှစ်မှာစံချိန်တင်35ရက်ကရပ်ဆိုင်းသွားပြီးတဲ့နောက်ပိုင်းပထမဆုံးချိန်ဖြစ်ပါတယ်မနက်ဖြန်အောက်တိုဘာလ3ရက်နေ့အတွက်မိုးလေဝသအခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရတပြည်လုံးမှာတိမ်အထင်မှတိမ်ထူထပ်နေခဲ့ပါတယ်။မြန်မာနိုင်ငံမြောက်ဖျားပိုင်းနဲ့ကမ်းရိုးတန်းဒေသတချို့မှာမိုးအထင်ရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုးတူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ဖြန်အတွက်အခန့်မှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်မှတိမ်ထူထပ်နိုင်ပြီး
အနောက်တောင်မုတ်တုံလေးအားကောင်းရာမှအားအလွန်ကောင်းနိုင်ပါတယ်။မြမကန်ယူတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်ရှင်။မိုးသက်လေပြင်းကျစဉ်မြေပြင်လေးဟာအနောက်တောင်ဘက်ကနေတနအီမိုင်30မှ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအနောက်ပိုင်းဧရာဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်မှနေရာအနှံပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးနေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအရှေ့ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကျဲမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ31ဒီဂရီစင်တီဂရိတ်ဖန်မြို့မှာ32ဒီဂရီစင်တီဂရိတ်နဲ့တဝယ်မြို့မှာ29ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွှန်းကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့အညွှန်းကိန်းဟာတာမန်အဆင့်မှာပဲရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့Wendy.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လွင်ထိုင်းရဲ့ည8:00 နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တန်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။